အားလုံးပဲမင်္ဂလာပါဗျာထွန်းသက်ပြည့်ကြဆိုပါရစေဒီနေ့မှာတော့ကိုယ့်ရဲ့ဖုန်းကိုတခြားသူတစ်ယောက်ကယူကန်တဲ့ခါကျရင်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ software တွေကိုတခြားသူတစ်ယောက်ကသုံးလို့မရအောင် software လောက်ခတ်ထားတဲ့နည်းလမ်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးပါဗျာပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ setting နဲ့ဝင်ပြရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းကတော့ Redmi မျိုးစံနဲ့ပြပြရဖြစ်ပါတယ် setting နဲ့ရောက်သွားပြီဆိုရင်တော့အောက်ဝင်နေဆွဲချလိုက်ပါ app ဆိုတဲ့နေရာတွေ့ပါလိမ့်မယ်နေရာလေးပါဒီထဲဝင်လိုက်ပါဝင်ပြီးသွားရင်အောက်ဆုံးမှာရှိတဲ့ upload ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဗျာနှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီနားမှာ turn on ဆိုတဲ့နေရာလေးရှိပါတယ် app button လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာဒီ change password ဆိုတာလေးရှိပါတယ် change password လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာ၃မျိုးရှိပါတယ်အပေါ်မှာ pattern ရှိမယ် pin ရှိမယ် password ရှိမယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်က pattern လေးနဲ့ပဲထားမယ်မိတ်ဆွေတို့ကတော့ကြိုက်တဲ့ဟာနဲ့ထားလို့ရပါတယ်ကျွန်တော်က pattern လေးနဲ့ထားလိုက်ပါမယ်ပထမတစ်ခေါက်ကအတီးပြူရမှာနော်နောက်တစ်ခေါက်ဆိုရင်ကျွန်တော်တို့အတီးပြူလိုက်ပြီးအဲ့ပြီးရင် next ဆိုတာလေးကိုနှိပ်လိုက်ပါအဲ့ပြီးတော့ဒီနေရာမှာရောက်ရင်တော့ not now လေးကိုနှိပ်လိုက်ပါနောက်နှိပ်ပြီးတော့ကျွန်တော်second 4 second စောင့်ရပါတယ်အဲ့ပြီးတော့ရင်တော့ဒီနားမှာရှိတဲ့ not now လေးပဲထပ်နှိပ်လိုက်ပါဒီနေရာလေးထပ်နှိပ်လိုက်ပါအဲ့ပြီးတော့ရင်တော့ကိုဒီမှာ password ခက်ချင်တဲ့ဟာလေးပေါ့နော် software password ခက်ချင်တဲ့အရာလေးကိုနှိပ်လိုက်ပါကျွန်တော်ကတော့ဒီမှာFacebook နဲ့ဒီဟာနဲ့ကိုနှိပ်လိုက်ပါနော် Facebook နဲ့ Messenger နဲ့ကို lock ခက်ထားလိုက်မယ်Viber နဲ့3ခုလောက်ခဲ့ထားလိုက်ပါတော့။အဲပြီးသွားရင်ကျွန်တော်တို့ဒီအောက်ဆုံးမှာရှိရဲ့ you upload ဆိုတာနေလိုက်ပါ။အဲဒါကြီး cancel လုပ်လိုက်ပါ။အဲပြီးတော့ကျွန်တော်တို့ဒီမှာ3ခုပေါ့နော်ဒီ3ခုကိုကျွန်တော်တို့ password ခက်ထားရပါတော့။ဒီ3ခုလေး။အဲဒါလေးဟုတ်မဟုတ်ကျွန်တော်တို့ပြန်ပြီးတော့ထွက်ကြည့်ကြမယ်။ကျွန်တော် Facebook ကိုဝင်ကြည့်မယ်။ဒါခက်ထားရပါတော့။ Messenger လည်းကြည့်မယ်။ဒါလည်းခက်ထားတယ်။အဲပြီးတော့ Viber ကိုကြည့်မယ်။ဒါလည်းခက်ထားပါတယ်ဒီလိုမျိုးလုပ်ထားခြင်းအပြင်ကိုယ့်ရဲ့ဖုန်းကိုတစုံတစ်ယောက်ကနေပြီးတော့ကြည့်တဲ့အခါကျရင်ကိုယ့်ရဲ့ data တွေကိုယ့်ရဲ့ chat လက်တွေကိုသိတော့မှာမဟုတ်တော့ပါဘူးအားလုံးအဆင်ပြေနားလည်လိမ့်မယ်ထင်ပါတယ်ဗျာအားလုံးကိုကျေးဇူးများတင်ပါတယ်